အင်ဂျီမဲ့ကောင်လေးကကျွန်တော်ရဲ့ဟင်းပွဲလဲအစင်သစ်ဖြစ်ပြီလို့ပြောလိုက်ပြီးကျွန်တော်ဟင်းပွဲကိုတောင်မမြည်ကြည့်ပဲအနိုင်ရရှိသူဘလို့သိနိုင်မှလဲလို့ပြောလိုက်ပါတယ်ပြိုင်ဖက်တထေကသမရကြီးကအနိုင်ရရှိသူကိုကြီးညာနေပြီးပဲမင်းကစင်ကြေပေးနေတာလားလို့မေးလိုက်ပါတယ်သမရကြီးကလည်းကောင်လေးဟင်းချက်ပညာလဲမစိုးပါဘူးဒါပေမဲ့ဒီမုံညင်းထုံးနဲ့တော့ရွှေဗုဒ္ဓလေကားဟင်းရည်ကိုမနိုင်နိုင်ဘူးလို့ပြောလိုက်ပါတယ်အဲ့ချိန်မှာကောင်လေးကဟင်းပွဲကိုယူလာတော့ပြိုင်ဖက်တထေကဒီမုံညင်းထုပ်ကိုရေနွေးပူလဲထည့်ထားတဲ့ဟင်းကဘလို့နိုင်မှလဲလို့လောင်နေတာပေါ့စုရီကလည်းငါလူရွေးမသွားပြီထင်တယ်လို့ပြောနေတော့ကောင်လေးကဟင်းပွဲကိုဖွင့်ပြလိုက်ပါတယ်ကောင်လေးကမုံညင်းထုပ်ပေါ်ကိုရေလောင်းလိုက်တော့မုံညင်းထုပ်ကနေကြာပန်းလေးတွင်ပြောင်းသွားပြီးအားလုံးကိုမယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့တယ်သမရကြီးကကောင်လေးမင်းဒီဟင်းကိုဘလို့တိတာလဲမေးလိုက်တော့ပရိသတ်တယောက်ကဒါပါဟင်းပွဲလဲလို့လှမ်းမေးလိုက်ပါတယ်သမရကြီးကလေးနက်မှုရှိတဲ့အတန်နဲ့ဒီဟင်းပွဲရဲ့နာမည်ကစဖိုမှုတွေကြားမှာပျောက်ဆုံးနေတဲ့လှုပ်ဝက်ကြရှင်ဟင်းရည်ပဲလို့ပြောလိုက်တော့အားလုံးကအံ့ဩကုန်ကြတယ်ပရိသတ်ကဒါဟင်းပွဲထက်ပိုတဲ့ချန်ပီယံရဲ့အရေးချင်းပဲလို့အော်ပြောလိုက်တော့ပြိုင်ဖက်ဆောက်ဖို့မှုကဒီဟင်းရည်ကအစင်းသာရှိပြီးအရသာကဘာကောင်းမှလဲလို့ပြောပြီးဇွန်းနဲ့ခတ်တောက်လိုက်ပါတယ်အရသာကကောင်းလို့ပြိုင်ဖက်ဆောက်ဖို့မှုဟာမျက်ရည်ကျသွားခဲ့တယ်သမရကြီးကလည်းဒီပွဲရဲ့အနိုင်ရရှိသူကတော့တထေးကြီးရဲ့ဟိုတယ်ပဲလို့ကြေညာလိုက်တော့အားလုံးပျော်သွားကြတယ်ပြီးတော့သမရကြီးကဒီပြိုင်ပွဲရဲ့စီကံအရာပြိုင်ဖက်တထေးရဲ့ဆိုင်ဟာအခုချိန်ကစပြီးအပီးတိုင်ပိတ်သိမ်းရမယ်လို့အမိန့်ချလိုက်တယ်စူရီကပြိုင်ဖက်တထေးကိုစိတ်မကောင်းပါဘူးဒီပြိုင်ပွဲကနေနှုတ်ဆက်ပါတယ်ပြောတော့စဖိုမှုလေးတွေဟာပြိုင်ဖက်တထေးကိုဆွဲထုတ်သွားခဲ့တယ်ပြိုင်ဖက်စဖိုမှုကမကျေနပ်ပဲငါဆရာနဲ့အတူတနေ့ပြန်လာခဲ့မယ်လို့ကျိမ်းမောင်းပြီးထွက်သွားခဲ့တယ်ပြိုင်ဖက်စဖိုမှုဟာအပြင်ရောက်တော့သူ့ရဲ့ဆရာကိုဖုံးဆက်ပြီးဆရာကျွန်တော်ကောင်လေးတယောက်နဲ့တွေ့ခဲ့တယ်သူဟာလှုပ်ဝက်ကြရှင်ဟင်းရည်ကိုချက်နိုင်နေတဲ့ဆရာလို့ပြောလိုက်တယ်သူ့ဆရာဆိုသူကဖုံးပြောနေရင်နဲ့ကျန်းလုံဖေးမင်းမတည်သေးဘူးပဲလို့စိတ်ထဲကတွေးနေခဲ့တယ်သူတပည့်ကဒီကောင်လေးရဲ့ပညာဟာဆရာရဲ့စဖိုမှုချန်ပီယံဘွဲ့ကိုအတားအဆီးဖြစ်နိုင်တယ်နော်လို့ဖုံးထဲကနေပြောလိုက်တယ်သူ့ဆရာကအရေးမကြီးပါဘူးလို့ပြောပြီးဖုံးကိုပစ်ချလိုက်ပါတယ်